ပါရမီ10ပါးလုံးကိုသိယုံဆင်ခြင်မိသောအခါမြေငလျင်ကြီးစွာတုန်လှုပ်ခြင်းသူမေတ္တာရှင်ရဲ့သိသည်ဥပေက္ခပါရမီကိုဆင်ခြင်ပြီးသည့်နောက်ဤလောက၌တရားလောင်းတို့စီဘူးဖြစ်ခြင်းရမည်အရဟတမဉ္ဇဉ်သဗ္ဗညုတဉာဏ်ကိုယဉ်တန်စေတတရားအဖြစ်ကိုပြုတတ်သောတရားတို့ကဤ10ပါးတို့သာဖြစ်ကုန်၏ဤ10ပါးထက်အလွန်ခြားတစ်ပါးမရှိတော့ဘူးဤပါရမီ10ပါးတရားဖြစ်ကြောင်းတရားကောင်းတို့ကအထက်ကောင်းကင်၌လိကြည်ကြကုန်သည်မဟုတ်အောက်မဟာပထဝီမြေကြီး၌လိကြည်ကြသည်မဟုတ်အရှိယအစရှိသောအယမျက်နာတို့၌လိရှိကြသည်မဟုတ်စင်စစ်တော်မူငါဟာဤနှလုံးသားအတွင်း၌သာလျင်တည်ရှိကြကုန်၏ဤသို့ပါရမီ10ပါးတရားတို့၏မိမိနှလုံး၌သာကောင်းစွာတည်ရှိကြောင်းသိမြင်ဆင်ခြင်တော်မူပြီးလျင်အမောင်သူမေတ္တာအသင်သည်ဤပါရမီ10ပါးဘုရားဖြစ်ကြောင်းတရားကောင်းတို့၌မဆောင်မသွေဖြစ်ကျင့်ဒီပါလေလောဟုမြဲမြံစွာတောက်တည်တော်မူပြီးလျင်ဒါနပါရမီသီလပါရမီနိဂမပါရမီပညာပါရမီဝိရိယပါရမီခန္တီပါရမီသစ္စာပါရမီအဋိဌာဏပါရမီမေတ္တာပါရမီဥပိ္ပခာပါရမီဟူသောအနုလောမအစဉ်အားဖြင့်၎င်းဥပိ္ပခာပါရမီမေတ္တာပါရမီအဋိဌာဏပါရမီသစ္စာပါရမီခန္တီပါရမီဝိရိယပါရမီပညာပါရမီနိဂမပါရမီသီလပါရမီဒါနပါရမီဟူသောပฏิလောမနောက်ပြန်အစဉ်အားဖြင့်၎င်းဝိရိယပါရမီခန္တီပါရမီပညာပါရမီသစ္စာပါရမီနိဂမပါရမီအဋိဌာဏပါရမီသီလပါရမီမေတ္တာပါရမီဒါနပါရမီဥပိ္ပခာပါရမီဟု၍အလယ်မှစ၍နှစ်ဖက်၌သုံးစေသောဤအားဖြင့်၎င်းဒါနပါရမီဥပိ္ပခာပါရမီသီလပါရမီမေတ္တာပါရမီနိဂမပါရမီအဋိဌာဏပါရမီပညာပါရမီသစ္စာပါရမီဝိရိယပါရမီခန္တီပါရမီဟု၍အစွန်းနှစ်ဖက်မှစပြုကာအလယ်၌သုံးစီသောဤအားဖြင့်၎င်းယန္တရားဆက်နှစ်ဖက်တို့မှစီကိုညှိ၍ချသည်ပမာပါရမီ10ပါးတရားတို့ကိုသုံးသပ်ဆင်ញင်တော်မူလေသည်အပြင်ပဘာဟိတဥစ္စာဗန္ဒာအမျိုးမျိုးကိုစွန့်လွတ်ဖြစ်ခြင်းကပါရမီမည်သည်အင်္ဂါကြီးငယ်ကိုစွန့်လွတ်ဖြစ်ခြင်းကဥပပါရမီမည်သည်အသက်ကိုပင်စွန့်လွတ်ဖြစ်ခြင်းကပရမတ္ထပါရမီမည်သည်ဟုပါရမီ10ပါးတရားဖြစ်ကြောင်းတရားကောင်းတို့နှင့်ဆက်၍တိအတိတဲ့တိတိုက်သမျှသောချက်အလက်တို့ကိုအကျွင့်ကြားမရှိသုံးသပ်ဆင်ញင်တော်မူလေသည်အတိအတိရင်ခံသဘောဖြစ်သည့်ကိစ္စလက္ခဏာတို့နှင့်တကွပါရမီ10ပါးဤတရားတို့ကိုသုံးသပ်ဆင်ញင်တော်မူသောအလောင်းတော်သူမေတ္တာရှင်ရတဲ့ဤပါရမီပါဝိစယဉာဏ်ပညာတကူအစွမ်းကြောင့်တရားဝလာပေါင်းတိုက်တောင်းအည်အတွက်ရှိသောဤမဟာပထဝီမြေကြီးသည်ဝဲဘက်သို့ရင်း၍၎င်းရာဘက်သို့ရင်း၍၎င်းရှေ့သို့တိုး၍၎င်းနောက်သို့ဆုတ်၍၎င်းအောက်သို့တက်၍၎င်းအထက်သို့တက်၍၎င်းဤ6ပါးသောအချင်းအရာဖြင့်ပြင်းစွာတုန်လှုပ်လေသည်ပဲ့တင်မြည်ဟိကြီးစွာသောအတန်ကိုလိပြုလေသည်ဉာဏ်ညစ်သမားတို့လက်ဖြင့်နှိပ်အပ်သောကြံကျိတ်ဆက်ရန်တရားကဲ့သို့၎င်းစီဆက်၌လဲ၍နေသော
စက်ဝန်းကဲ့သို့၎င်းမဟာပထဝီဤမြေကြီးသည်ထက်ဝန်းကျင်လေ၍လှုပ်လေသည်ဒီပင်ကရာမြတ်စွာဘုရားသည်သူမေရာရှင်ရသည့်အားရတဲ့ကြာတော်မူပြီးလျင်ရာမဝတီပြည်တွင်သို့ပင်ဖိတ်သောဒါယကာဒိုင်ကာမများထံတွားရောက်တော်မူ၍လူရန်ကြသောစွမ်းဘောစဉ်စသည်တို့ကိုပုံပေးသုံးဆောင်တော်မူနေစဉ်အချိန်မှသူမေရာရှင်ရသည့်သည်ဘာယမီတော်7ပါးတို့ကိုတပါးစီစဉ်းစားဝေဖန်တော်မူလေသည်10ပါးလုံးအပြည့်အစုံစဉ်းစားဝေဖန်ပြီးသည့်အဆုံးမှာမြေငလျင်ပြင်းစွာလှုပ်သောအခါ၌ရာမဝတီပြည်သူပြည်သားတို့၏သွမ်းလူပွဲမှာလည်းပြင်းစွာသောမြေငလျင်၏အရှိန်ကြောင့်ဒီပင်ကရာမြတ်စွာဘုရားကိုသွမ်းလှုပ်ကြွေးကြသောပိဋကဟုသမျှတို့ယက်တီခြင်းကမစွမ်းနိုင်ကြပဲယူကန်တို့တောင်းမှစင်းသည်လေပြင်းတိုက်ခတ်အပ်သောအင်းကြီးမင်းကြီးများပမာဝေမိန်မောကမြေပေါ်မှာလဲကြလေကုန်သည်ထိုနေရာ၌သံဘောစဉ်စသည်ထည့်ထားသောထောင်မုံများစွာသောအိုးတို့သည်၎င်းရာပေါင်းများစွာသောရေလောင်အိုးစီးတို့သည်၎င်းအချင်းချင်းထိကြိုက်ကြ၍မှုညက်ပြည်ကွဲကြလေကုန်သည်ထိုအခါများစွာသောလူအပေါင်းတို့သည်ထိတ်လန့်ကြောက်ရွံ့တုန်လှုပ်ကြ၍ပင်ပန်းသောစိတ်ရှိကြရကာတညီတညွတ်စုယုံကဒီပင်ကရာမြတ်စွာဘုရားထံတော်သို့ချင်းကပ်ကြပြီးလျင်ဗုဒ္ဓဓမ္မတမန္တနှင့်ဒိဗ္ဗပညာငါပြသောညာစက္ခုနှင့်ပြည့်စုံတော်မူသောရှင်တော်မြတ်ဖရာလူအပေါင်း၏အတွက်ကောင်းကျိုးပင်ဖြစ်လိမ့်မည်လောသို့မဟုတ်မကောင်းကျိုးပင်ဖြစ်လိမ့်မည်လောလုံစုံသောလူအပေါင်းကိုတောက်ပွဲမဟေးဘေးနှိပ်အပ်ပါပြီသူဘေးကိုရှင်တော်ဘုရားသည်ပယ်ရှားကြောက်လွင့်တော်မူပါလောဟု၍လျှောက်ထားကြသောအခါဒီပင်ကရာမြတ်စွာဘုရားသည်ဤမြေလုံချင်းဟူသောအကြောင်းကြောင့်သင်တို့သည်ယွန်ရှားခြင်းကင်းကြကုန်သက်သာကြကုန်မကြောက်ကြကုန်နှင့်ငါဘုရားသည်ယနေ့ပင်သူမေရာပညာရှိကိုဤသူကနောင်သောအခါလောက၌သက်ပညုဖျားဖြစ်လိမ့်မည်ဟု၍ယာဒိတ်ကြားခဲ့ပြီထိုသူမေရာပညာရှိသည်ခြေဖျားရှင်တို့အလောင်းတော်ဖြစ်စဉ်အခါမိဝဲအပ်သည်အာရမီ7ပါးတရားမြတ်ကိုသုံးသပ်ဆင်ခြင်လေပြီထိုသူမေရာပညာရှိအာရမီ7ပါးဖျားဖြစ်ကြောင်းတရားကောင်းတို့ကိုအကျွင့်မရှိသုံးသပ်ဆင်ခြင်ခြင်းကြောင့်နတ်နှင့်တကွာသောလောက၌တရားဝလာပေါင်းတိုက်1000ရှိသောမဟာပထဝီဤမြေကြီးပြင်းစွာတုန်လှုပ်ခြင်းဖြစ်သည်ဟုရာမဝတီပြည်သူပြည်သားတို့ကိုမြေလှုပ်ခြင်းအကြောင်းနှင့်တကွာလူအပေါင်း၏အတွက်ဘေးမရှိကြောင်းကိုဟောကြားသိစေတော်မူလေသည်လူနတ်တို့ပူဇော်ဆုတောင်းကြခြင်းဒီပင်ကရာမြတ်စွာဘုရား၏စကားတော်ကိုကြားရ၍ဒုက္ခနာမှာပင်ရာမဝတီပြည်သူပြည်သားတို့၏စိတ်နှလုံးပူပန်မှုကင်းဝေးငြိမ်းအေးရလေသည်စိတ်နှလုံးငြိမ်းအေးပြီလျင်အလွန်ရွှင်လန်းဝမ်းမြောက်ကြ၍အနတ္တသာသောလူဝဝတ္ထုတို့ကိုဆောင်ယူပြီးလျင်ရာမဝတီမြို့မှထွက်ခဲ့ကြကအလောင်းတော်အရှင်သူမိတာထံသို့ချင်းကပ်လျက်ပဏ္ဏန္တာစသည်တို့ဖြင့်တဖန်ပူဇော်ရှိခိုးကြပြန်လေသည်ထိုအခါအလောင်းတော်သူမိတာရှင်ရသည်တရားလောင်းတို့ကျင်ရိုးတန်ထွာပါရမီ7ပါးတရားကျေးဇူးကိုစောင့်တည်၍မိမိစိတ်ကိုမြဲမြံကြံ့ခိုင်စွာထားပြီးဒီပင်ကရာမြတ်စွာဘုရားကိုအာယုံပြုကာရှိခိုး၍ဒီမလင်းဖွဲ့ခွေထိုင်နေရမှထတော်မူလေသည်ပါရမီတော်တို့ကိုသင်ញင်တော်မူပြီးအခါနေရမှထတော်မူသောအလောင်းတော်သူမေတာရှင်ရသည်အားနတ်တို့ကနတ်၌ဖြစ်သောပန်းလူတို့ကလူ၌ဖြစ်သောပန်းတို့ကိုယူဆောင်ခဲ့ကြ၍နတ်နှင့်လူ2ဦးသားတို့နှစ်ပန်းလူပန်းတို့ဖြင့်ပြည့်ပြန့်ကော်ရော်ပူဇော်ကြလေသည်
နတ်လူနှုတ်လုံးတို့ကပင်ရှင်ရတိသည်မြတ်သောဘုရားစုကိုတောင်းတတော်မူပေ၏အလိုရှိတော်မူတိုင်းကိုတောင်းတအပ်သောတရားဘုရားစုကိုရတော်မူပါစေဟု၍နှုတ်မင်္ဂလာကောင်းကြီးညာသောအတန်ကိုကြားလျှောက်ကြလေသည်အရှင်ယတိအားတွေ့ကြုံရမည်အလုံးစုံသောဘေးဥပဟုသမျှတို့ကြောင်းခွာစင်းစစ်မဖြစ်ပါစေကုန်တည်းဆိုရင်ကြောင်းကြဥပရာချင်းဟုသမျှသည်၎င်းအနာရောဂါဟုသမျှသည်၎င်းမတွေ့ရပဲကြောက်ပြက်ရှင်းလင်းပါစေတည်းရှင်ယတိကိုခန္ဓာမှာသုံးတရားသောအန္တရာယ်မြမကြရောက်မဖြစ်ပွားပါစေတည်းအရှင်သည်မြတ်သောရတ္တမဉ္ဇဉ်တပ္ပညုဏဉ္ဇဉ်သို့လင်းမြန်ထုတ်ချောက်ရောက်တော်မူပါစေတည်း။ဦးကြီးမြတ်သောလုံလဝရိယရှိတော်မူသောအရှင်သူမိတာဤလောက၌ပန်းပွင့်ခြင်းရာသီတိုင်းမြောက်ရောက်လတ်သည်ရှိသောပွင့်လေပွင့်တာရှိသောပန်းပင်တို့ပွင့်ကြတဲ့ကဲ့သို့ဤနည်းအတူအရှင်မြတ်သည်လည်းခတ်သိမ်းသောဘုရားရှင်တို့၏အတိဥစ္စာဖြစ်သောတုဝတ္တရိစဉာဏ်သအတာဒရဏဉာဏ်ရတ္တပလစသောဉာဏ်ကျေးဇူးဖြင့်ပွင့်တော်မူပါစေတည်း။အိုဤမြတ်သောလုံလဝရိယရှိတော်မူသောအရှင်သူမိတာအလုံးစုံသောမြတ်စွာဘုရားတို့သည်10ပါးသောပါရမီတော်တို့ကိုပြည့်ကျင့်တော်မူကုန်တကဲ့သို့ဤနည်းအတူအရှင်မြတ်သည်လိပါရမီ10ပါးတို့ကိုပြည့်ကျင့်တော်မူပါလောပြည့်ကျင့်တော်မူနိုင်ပါစေတည်း။အိုဤမြတ်သောလုံလဝရိယရှိတော်မူသောအရှင်သူမိတာအလုံးစုံသောမြတ်စွာဘုရားတို့သည်ဘောဓိပင်ရင်၌သစ္စာ၄ပါးကိုပိုင်းခြားသိမြင်တော်မူကြကာတရားဖြစ်တော်မူကုန်တကဲ့သို့ဤနည်းအတူအရှင်မြတ်သည်လည်းအောင်မြင်အခြားမဟာဘောဓိ၌သစ္စာ၄ပါးကိုပိုင်းခြားသိမြင်တော်မူကာတရားဖြစ်တော်မူပါစေတည်း။အိုဤမြတ်သောလုံလဝရိယရှိတော်မူသောအရှင်သူမိတာအလုံးစုံသောမြတ်စွာဘုရားတို့သည်ဓမ္မစကြာတရားဥကိုဟောတော်မူကုန်တကဲ့သို့ဤနည်းအတူအရှင်မြတ်သည်လည်းဓမ္မစကြာတရားဥကိုဟောတော်မူနိုင်ပါစေတည်း။လာပြည့်နေ့၌စီနှင့်မြူတိန်အသူရိန်မိကိုအညစ်အကြေး၅မျိုးတို့မှတဝန်းချင်းကင်းစင်သောလဝန်းကြီးသည်အလွန်တင့်တဲ့ကဲ့သို့ဤနည်းအတူအရှင်မြတ်သည်လည်းစိတ်နှလုံးအလိုတော်စန္ဒပြေဝတော်မူလျက်တရားဝလာပေါင်းတိုက်တသော၌အလွန်တင့်တယ်တော်မူပါစေတည်း။ယာဟုခေါ်သည့်သူရိန်ခရဝင်းမှလွတ်ကင်းသောနေမင်းသည်မိမိအယောင်ဖြင့်တွန်းမြောင်တင့်တဲ့ကဲ့သို့ဤနည်းအတူအရှင်မြတ်သည်လည်းအလုံးစုံသောဘဝလောကမှာပြုလွတ်တော်မူ၍ဘုရားအသေးတော်ဖြင့်ထွန်းတောက်တင့်တယ်တော်မူပါစေတည်းအလုံးစုံသောမြည်ရည်ဟုသမျှတို့သည်မဟာသမုဒ္ဒရာကြီးတို့သာစီဝင်စုဝေးကြရတဲ့ကဲ့သို့ဤနည်းအတူနတ်နှင့်နဂွာသောလူအပေါင်းတို့သည်အရှင်မြတ်၏ထံ၌သာစုဝေးကြပါစေကုန်တည်းဤကဲ့သို့လည်းနတ်လူတို့ကတိတ်တိကြောညာမင်္ဂလာဆုတောင်းစကားလျှောက်ကြားကြလေကုန်သည်ဤသို့လျင်နတ်လူအပေါင်းတို့ဆုတောင်းတန်လွင်အလွန်လျင်ချီးမွမ်းခြင်းခံရသည့်ဘုရားအလျာသူမေတာရှင်ယတိသည်ဆဲတွေးသောပါရမီတရားတို့ကိုကောင်းစွာစောင့်တည်တော်မူ၍ကိုပါရမီတို့တရားတို့ကိုပြည့်ကျင့်တော်မူရန်ဟိမွန်တာတော်ကြီးအတွင်သို့ဝင်တော်မူလေတည်း